ကဲအကိုမတွေအားလုံးပဲမင်္ဂလာပါကဲအကိုမတွေအားလုံးပဲကျွန်တော်ရဲ့ဒီ lucky ငွေမိုး channel လေးကအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်အကိုမတွေအားလုံးပဲမင်္ဂလာပါเนาะဒါတော့ကျွန်တော်အသစ်ထပ်ပြီးတော့ဖွင့်လိုက်တဲ့ lucky ငွေမိုး channel လေးဖြစ်ပါတယ်ကျွန်တော်ရဲ့ကိုငွေမိုး channel ကြီးကကျွန်တော်လာမယ့်ဘက်ကိုပြန်ပြီးတော့တင်ပေးပါမယ်เนาะလာမယ့်ဘက်ကိုပြန်ပြီးတင်ပေးပါမယ်ဒီဘက်ကတော့ကျွန်တော်ဒီ channel လေးရပဲကျွန်တော်ဘက်ကတင်ပေးပါမယ်အဲ့ဒါကြောင့်မလို့အကိုမတွေဘက်ကဒီ channel လေးကိုအခုမှမြင်တဲ့အကိုမတွေရောအရင်နေ့ကမြင်တဲ့အကိုမတွေအားလုံးရောเนาะ subscribe မနေရသေးရင် subscribe နှိပ်ပြီးပါlike လက်မမနေရသေးနှိပ်ပြီးပါเนาะခေအားလုံးပဲ channel subscribe မနေရသေးတဲ့ကိုမတွေများနေပါလေအဲ့တို့ကြောင့်မနှိပ်ပြီးသွားပါเนาะခေအားလုံးပဲအားပေးကြပါအောင်လို့เนาะဝင်မို့ချစ်လို့ခင်လို့အားပေးကြတဲ့အကိုမတွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေเนาะခေအားလုံးပဲဝင်မို့ဘက်ကဥစားပထမဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်เนาะခေဝင်ကြည့်တဲ့အကိုမတွေလာကြည့်တဲ့အကိုမတွေအခုမှမြင်တဲ့အကိုမတွေယင်းနေ့အားပေးနေတဲ့အကိုမတွေအားလုံးပဲเนาะလိုက်လက်မလေးနှိပ်ထားမယ် channel subscribe မနေရသေးနှိပ်ထားမယ်ဒါဝင်မို့ရဲ့ channel အသစ်ပါเนาะကဲအားလုံးအားပေးကြပါအောင်เนาะဒီတစ်ပတ်ကိုကျွန်တော်တစ်ပတ်လုံးကိုကျွန်တော်ဒီ channel လေးရပဲတင်ပေးမှာပါเนาะအခုဒီအကူမတွေအားလုံးပဲကျွန်တော်9ရက်8လ2026ဗုဒ္ဓဘုနေ့အတွက်ဖြစ်ပါတယ်9ရက်8လ2026ဗုဒ္ဓဘုနေ့အတွက်ဖြစ်ပါတယ်ဗုဒ္ဓဘုနေ့အတွက်ကျွန်တော်မင်းရောက်ွက်ကပတ်တီးရတကွာကောင်းရဆိုပြီးကျွန်တော်ထုတ်ထားပါတယ်เนาะမင်းရောက်ွက်ကပတ်တီးရတကွာကောင်းရဆိုပြီးကျွန်တော်ထုတ်ထားပါတယ်အဲ့ဒါလေးကိုအကူမတွေအားလုံးတစ်ခါတည်းပြောပြသွားမှာဖြစ်ပါတယ်အကူမတွေဘက်ကတော့တေးရှယ်လေး view ဆိုင်ကြီးလိုက်ပြီးတော့ထိုးမယ်ဆိုရင်အဆင်ပြေပါလိမ့်မယ်เนาะအကူမတွေဘက်ကတော့ view ဆိုင်ကြီးတေးရှယ်လေးလိုက်ပြီးတော့မှတ်ထားမယ်ဖုန်းနံပါတ်မှတ်ထားမယ်စာကလေးပုံပြင်လေးရှိမှတ်ထားမယ်ဆိုအဆင်ပြေပါလိမ့်မယ်เนาะအဓိကအကူမတွေယုံကြည်မှုနဲ့လည်းသက်ဆိုင်ပါတယ်အကူမတွေယုံကြည်မှုနဲ့လည်းသက်ဆိုင်ပါတယ်အဲ့ဒါကြောင့်မလို့အားလုံးပဲတေးရှယ်လေးမှတ်ပြီးပါပြောတုံးလေးမှာတေးရှယ်လေးလိုက်ပြီးတော့မှတ်ပြီးပါเนาะဒီမူကဘယ်ရလဲဆိုရင်အကူမတွေအားလုံးပဲ1ခွန်ပရိတ်ရှိเนาะ3ခွန်ပရိတ်30အဲ့ဟာထွက်တဲ့မူကရထားတဲ့ကဏ္ဍလေးတွေဖြစ်ပါတယ်ဒါလို့3ခွန်ထွက်တဲ့မူစိုက်ရထပ်ပြီးတော့ပေးမယ်ဆိုရင်ကိုမတွေအားလုံးပဲဗုဒ္ဓဘုနေ့ကိုထိုးရမယ်မန်ရောရဲ့ပတ်တီးရဲ့တကွာကောင်းရဲ့ဆိုပြီးရှိတယ်အဲ့ဒါလေးကိုတခါတည်းကျွန်တော်ပြောပြမယ်เนาะမပြောခင်မှာအကူမတွေအားလုံးပဲတခုမှတ်ထားပါကျွန်တော်ပြောနေကြစကားလေးတစ်ခွန်းရှိတယ်အဲ့ဒါကတော့เนาะကျွန်တော်ကိုလည်းယုံကြည်ပါကျွန်တော်ထုတ်သောခဏကိုလည်းယုံကြည်ပါနှစ်ခုစလုံးကိုယုံကြည်မှအကူမတွေထိထိမိမိပေါက်ပါလိမ့်မယ်เนาะနှစ်ခုစလုံးကိုယုံကြည်မှအကူမတွေထိထိမိမိပေါက်ပါလိမ့်မယ်เนาะကျွန်တော်ကိုကျွန်တော်ယုံကြည်တဲ့ခဏကိုမယုံလို့မထိုးဆိုတဲ့ပုံစံမျိုးတွေဖြစ်မှာဆိုလို့เนาะအဲဒါကြောင့်မလို့ခဏကိုလည်းယုံကြည်ပါကျွန်တော်ကိုပဲယုံကြည်ပါနှစ်ခုစလုံးကိုယုံကြည်ပြီးတော့အကူမတွေစိတ်နှစ်ပြီးတော့ထိုးပါအကူမတွေလုံးဝတေးကြပါအဆင်ပြေပါလိမ့်မယ်အဲ့ဒါဆိုတော့ကျွန်တော်ဥစားပထမအနေနဲ့ကျွန်တော်ပတ်တီးလေးအရင်ပြောမယ်ပြီးတော့မှ main query လေးဆက်ပြောမယ်เนาะကဲပတ်တီးလေးကတော့အကူမတွေအားလုံးပဲကျွန်တော်မနက်ဖြန်ကိုကျွန်တော်ပေါ့နော်ဒီ9ရက်8လ2026ပေါ့နော်ဗုဒ္ဓဘုနေ့အတွက်ပေါ့နော်ဗုဒ္ဓဘုနေ့အတွက်ကိုပတ်တီးရတော့ကျွန်တော်ထုတ်ထားတဲ့ပတ်တီးဒီเนาะ69ပတ်တီးပါเนาะ69ပတ်တီးပါအကူမတွေအားလုံးပဲ69ပတ်တီးပါအားလုံးမှတ်ပေးပါ69ပတ်တီးပါเนาะအကူမတွေအားလုံးပဲမှတ်ထားပါ69ပတ်တီးဒီဗုဒ္ဓဘုနေ့เนาะ9ရက်နေ့ဗုဒ္ဓဘုနေ့အတွက်ဖြစ်ပါတယ်69ပတ်တီးဒီ9ရက်နေ့ဗုဒ္ဓဘုနေ့အတွက်ဖြစ်ပါတယ်အားလုံးပဲမှတ်ပေးပါ comment ထဲမှာရေးပြီးတော့ပါအပန်းမကြည့်69ပတ်တီးလို့ comment ထဲမှာအားလုံးပဲရေးပြီးပါအကူမတွေရေးတဲ့အကူမတွေအားလုံးပဲရေးပြီးပါနောက်ဝင်လာတဲ့အကူမတွေလည်းမြင်သွားအောင်လို့ပေါ့နော်အဲကြောင့် comment ထဲကိုအားလုံးပဲရေးပြီးပါ69ပတ်တီးလို့ comment ထဲမှာရေးပြီးပါနော်ကဲအားလုံးပဲတယောက်မကျင်ရေးပြီးပါဝင်ကြည့်တဲ့အကူမတွေ69ပတ်တီးလို့အားလုံးပဲ comment ထဲမှာရေးပြီးပါ9ရက်နေ့ဗုဒ္ဓဘုနေ့အတွက်ပါနော်ကဲအားလုံးပဲအဲ့ဆိုတော့ကျွန်တော် main ကွက်ကလေးဆက်ပြောမယ်တကွက်ကောင်းလေးကြီးပြောမယ်နော်ကဲအားလုံးပဲ channel ကို subscribe မနေရသေးတဲ့ကိုမှနှိပ်ပြီးပါ like လက်မမနှိပ်ရသေးနှိပ်ပြီးပါနော် comment ထဲမှာရေးပြီးသွားပါအားပေးတယ်ဆိုတဲ့အကြောင်းလေးတွေအားလုံးပဲရေးပြီးသွားကဲအားပေးတယ်ဆိုတဲ့အကြောင်းလေးရေးပြီးသွားဝင်မို့ကဏ္ဍလေးပြောပြီးသွားရင်ကဏ္ဍလေးတွေရေးပြီးပါနော်ကဲအားလုံးပဲနော် lucky ငွေမို့ပေါ့နော်ကျွန်တော် channel လေး lucky ငွေမို့ပါကျွန်တော်ငွေမို့ဆိုပြောပြီးတော့အကျင့်ပါနေလို့ပေါ့နော်အဲဒါကြောင့်မလို့ဒါ channel အသစ်ကလေးပါနော်ကဲအားလုံးပဲအဲ့ဒါဆိုတော့ကျွန်တော် main quest ကလေးဆက်ပြောမယ်အားလုံးမသိချာလေးလိုက်ပြီးတော့မှတ်ပြီးပါ comment ထဲမှာရေးပြီးနော်ကျွန်တော်9နဲ့6နဲ့ပတ်သက်ပြီးကျွန်တော် main quest ကလေးထုတ်ထားတာရှိတယ်အဲ့ဒါကိုတစ်ခါလေးပြောပြမယ်အကူမတွေဘက်က comment ထဲမှာရေးပြီးပါ
9နဲ့ပတ်သက်ရင်95 90 98ပါ9နဲ့ပတ်သက်ရင် main ကွက်ဒီ95ရယ်90ရယ်98ကယ်ပါ6နဲ့ပတ်သက်လို့ main ကွက်ဒီ65ရယ်60ရယ်နော်68ကယ်ပါ comment မှာရေးပြီးတော့အားလုံးအပန်းမကြည့်ပါဘူးเนาะဒါလေးရေးပြတာအပန်းမကြည့်ပါဘူးကဲ95 90 98เนาะ95ရယ်90ရယ်98 6နဲ့ပတ်သက်ရင်65ရယ်60ရယ်68ကယ်ပါအဲ့ဒါ main ကွက်ပါเนาะတကွက်ကောင်းအနေနဲ့ကျွန်တော်ကြိုက်တာဆိုလို့ရှိရင်တကွက်ကောင်းအနေနဲ့ကတော့ကိုမတွေအားလုံးပဲ60ဆိုတဲ့တကွက်ကိုကျွန်တော်တကွက်ကောင်းအနေနဲ့ကြိုက်ပါတယ်เนาะ9ရက်8လ2026ဗုဒ္ဓဘုနေ့ကို60ဆိုတဲ့ကဏ္ဍတကွက်ကောင်းကိုကျွန်တော်ကြိုက်ပါတယ်เนาะဗုဒ္ဓဘုနေ့ကိုကျွန်တော်9ရက်နေ့ဗုဒ္ဓဘုနေ့ကို60ဆိုတဲ့ကဏ္ဍကိုတကွက်ကောင်းအနေနဲ့ကျွန်တော်ကြိုက်ပါတယ်အားလုံးပဲအကြိုက်တွေလိုက်ပြီးထိုးတာပါအကုန်လုံးပဲစားတူအားပြီးထိုးပါเนาะကဲအားလုံးပဲ comment ထဲမှာရေးပေးပါအောင်အားပေးကျွန်တော်ကဏ္ဍလေးတွေကိုမှတ်မိတယ်ဆိုလို့ရှိရင်အားလုံးပဲ comment ထဲမှာရေးပေးသွားပါပတ်တီးလေးတွေ main ကွက်ကလေးတွေတကွက်ကောင်းလေးတွေကိုအားလုံးပဲ comment ထဲမှာအပန်းမကြည့်ဘူးဆိုလို့ရှိရင်အားလုံးပဲအားပေးတဲ့အနေနဲ့ရေးပေးပါเนาะကဲ channel ကို subscribe မနေရသေးနှိပ်ပေးပါ like လေးမလေးနှိပ်ပေးပါဒီတစ်ပတ်လုံးဒီ channel လေးရကျွန်တော်တင်ပေးမှာပါเนาะနောက်တစ်ပတ်ကြာမှကျွန်တော်ကိုငွေမို့ဆိုတဲ့ channel ကြီးပြန်ပြီးတော့တင်ပေးပါမယ်เนาะကဲအားလုံး